ပါရှင်ကျွန်မက TNH Math Center ရဲ့တည်ထောင်သူကျောင်းအုပ်နှင်းဆက်ရေးဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်မက TNH Math Center ကနေကြီးမှုကျင်းပတဲ့သင်္ချာပြိုင်ပွဲတွေမှာစုရအများကြီးရရှိပြီးတော့မှနိုင်ငံတကာတက္ကသိုလ်တွေမှာ Fulbright Scholarship ရရှိတဲ့ကျောင်းသားတွေရဲ့မိဘတွေနဲ့တွေ့ဆုံပြီးတော့ Stories from Parents ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာကျွန်မကမမီမီကိုဖိတ်ခေါ်ထားပါတယ်ရှင်အမရေမင်္ဂလာပါဟုတ်အမတားကMIT မှာ Fulbright Scholarship ရတဲ့အတွက်ကျွန်တော်တို့ TNH လည်းအများဝမ်းသာပါတယ်အမဒါကအမတန်ကိုရခဲ့တဲ့အခွင့်အရေးဖြစ်တဲ့အတွက်လေအမနဲ့ထပ်တူပဲကျွန်တော်တို့လည်းအများကြီးဝမ်းသာပါတယ်ဆိုတော့အမသားရဲ့အကြောင်းကိုဝေးဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့မင်္ဂလာပါကျွန်မနာမည်ကတော့မမီမီပါကျွန်မမှာတားတယောက်နဲ့သမီးတယောက်ရှိပါတယ်တားကတော့မောင်စိုးလင်းထက်ပေါ့နော်သမီးကတော့မစုဝင်းလင်းပါတားကတော့အခု MIT မှာပေါ့နော်ကမ္ဘာနံပါတ်1အကြောင်းမှာ Fulbright Scholar နဲ့အကြောင်းတက်နေပါတယ်သမီးကတော့ A-level ဒီမြန်မာနိုင်ငံမှာပဲ A-level ဟင်းသာ International School မှာပေါ့နော်အကြောင်းတက်နေပါတယ်ဟုတ်ကဲ့ဟုတ်တောင်းသမီးရော IMO team ရဲ့IMO ရဲ့ member တွေပေါ်မှာဘယ်လိုခေါ်မလဲ team selection တွေပေါ့နော်ဟုတ်ကဲ့ပါမြန်မာပြည်ကိုစားပြုမြန်မာပြည်ကိုစားပြုပေါ့နော်သူတို့မနမနှစ်ယောက်ကတော့တင်ချာမှာဝါသနာပါတာတော့ထူးထူးခြားခြားပဲမနမနှစ်ယောက်စလုံးတင်ချာနဲ့ပတ်သက်ရင်တကယ်ကိုအယူမှုအရန်ဝါသနာပါတာအရန်ဟိုလေးလာတယ်အရန်ဟိုစူးစမ်းလေးလာတယ်တင်ယူတယ်ပေါ့နော်တင်ချာနဲ့ပတ်သက်ရင်ဟုတ်ဆိုလင်းထက်နဲ့ပတ်သက်လို့ရှိရင်ဆိုလင်းထက်တို့ရဲ့ထူးချွန်တာကတယောက်တည်းမဟုတ်ပဲနဲ့သူကမောင်နှမ2ယောက်စလုံးကိုအောင်မြင်မြင်ထူးချွန်ကြတယ်ပေါ့နော်အမအဲ့ခါကျတော့လေအမသားသမီးတွေကိုဘလို့ကနေစပြီးတော့ဘလို့ပုံစံနဲ့ပြုစုပြောထောင်နေလဲဆိုတာလေးပြပြပေးပါဦးဘလို့ပုံစံနဲ့ပြုစုပြောထောင်နေဆိုတာအထက်ပေါ့နော်တားကတော့ဘလို့ခေါ်မလဲ၄တန်းလောက်ငယ်ပေါ့နော်၄တန်းလောက်တည်းကတင်ချာဝါသနာပါတာတော့ကျွန်တော်တို့ဒိထားမိခဲ့တယ်ဟုတ်ကဲ့ဒိထားခဲ့မဲ့ကျွန်တော်တို့ကဘလို့ခေါ်မလဲနေမာနေတယ်မိဘတွေကတာမန်အယောင်းဝယ်ဘုံနဲ့မျိုးရိုးอ่ะပေါ့เนาะပုံမှန်ပဲဆိုတော့ပညာရေးအမြင်ကြတော့အရင်မကျဲခဲ့ဘူးပေါ့เนาะအမြင်မရှိခဲ့ဘူးဟုတ်ပုံမှန်ပဲဒါတင်ချာကိုသူ့ကိုပမ်ဟိုတင်ပို့ပြီးတော့ပံ့ပိုးပေးကြတာတော့ပဲရှိတယ်ဟုတ်ကဲ့ပါပုံမှန်တိုင်းလေးပဲတွားခဲ့တယ်ပေါ့เนาะဟုတ်ကဲ့ဒါပေမဲ့တားကဟိုပေါ့2019လောက်ခွတန်းလောက်ကြာတော့သူကအိုလံပစ်တင်ချာကိုသူစတိလာတယ်ဟုတ်ကဲ့ပါဒါအဲ့ဒါကိုသူပြန်ရခေါင်းမှန်းလန်းတိသွားတယ်ပေါ့နော်ဒါပေမဲ့အချိန်တွေကတော့ပုံမလင်းလင်းပြောရင်သူများထက်တော့နောက်ကျခဲ့တယ်ဟုတ်ကဲ့ဘာ2019လောက်မှာသူက9နှစ်လောက်မှတိခဲ့တာဟုတ်ကဲ့ပါသူတိခဲ့တဲ့အချိန်မှာဒီဟာကြီးကိုသူပြိုင်မယ်ဟိုလေးလာမယ်ပေါ့နော်ဟိုအဖြစ်ကိုသူဒီဟာကိုပြိုင်နိုင်ဖို့ဟိုဒီဘောမဲ့ Mass Olympiad ကိုပို့ပြီးလေးနိုင်ဖို့ပံ့ပိုးပေးခဲ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့2019မှာသူစပြီးပြိုင်ပွဲတွေဝင်ခဲ့ပါတယ်။မှတ်မဲ့ရတော့ဒီ TH နဲ့ကျင်းပတဲ့ဆောင်းပွဲတွေသူဝင်ပြိုင်ခဲ့တယ်။ဟုတ်ကဲ့။ဝါသနာပါတဲ့ဆောင်းပွဲမှုလို့လာတော့ဒီပြိုင်ချင်းကိုသူတို့ကဆုရတယ်။ဆုရတော့ပို့ပြီးအားတက်ခဲ့တယ်။ပါခဲ့တယ်ကိုကိုလည်းယုံကြည်မှုတွေရှိလာတယ်။ဟုတ်ကဲ့ပါ။အဲ့လိုမျိုးတင်ချာကိုဝါသနာပါပြီးတကယ်လဲစူးစမ်းခဲ့တယ်တကယ်လဲအောင်မြင်မှုရတဲ့ခါကျတော့သူတို့ကိုယုံကြည်မှုတွေပိုများလာတယ်သိလား။ဟုတ်ကဲ့ပါ။ဟုတ်ပြီးတော့ဒီ2019မှာစပြိုင်ပြီးတော့စုရခဲ့တဲ့ခါကျတော့2018လောက်ကျတော့နိုင်ငံတကာတိုင်ဝဲကိုလွတ်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့စင်ကာပူသွားနဲ့စင်ကာပူသွားရဟုတ်ဒီ TH နဲ့ပါပဲ SIMOC ကိုသူတို့စပြိုင်ခဲ့တယ်ဟုတ်ကဲ့ပါမအဲ့ဒီအချိန်မှာဆိုတေချာအိုလံပစ်ကတော်တော်များများတိုင်ကြပြီကျွန်တော်တို့အဲ့တော့မှစခဲ့တာပါဟုတ်ကဲ့ပါမ2018မှာစင်ကာပူသွားပြိုင်ခဲ့တယ်ပေါ့နော် SIMOC ဆိုပြီးသွားပြိုင်ခဲ့တယ်တိုင်ငယ်အဲ့မှာမနမနှစ်ယောက်လုံးသူကြာဆုရခဲ့ပါတယ်ဟုတ်ကဲ့ပါဆုရခဲ့တယ်အဲ့ရစပြီးသူတို့မောင်နှမနှစ်ယောက်ဆုံးကတော့တင်ချာအိုလံပစ်နဲ့ပတ်သက်သွားပြီးအကုန်လုံးမှာဟုတ်ကဲ့ဘယ်လိုခေါ်မလဲအရင်ဝါသနာပါအရင်စူးစမ်းပြီးတော့စတိုက်ပေါ့နော်စစ်စက်မပြတ်ကိုသူတို့ပြိုင်ဝဲနဲ့လုပ်ခဲ့တယ်ပေါ့နော်ဟုတ်ဆိုလွန်ချန်တဲ့စုဝီလင်းကတော့တင်ချာပြိုင်ပွဲလောကမှာဆရာကြီးမတိမဖြစ်တဲ့ကလေးနှစ်ယောက်ပေါ့နော်ဆိုတော့ကျမတို့ကဒီနေ့ meeting မှာဒီနေ့အမနဲ့တွေ့ဆုံနေတဲ့အချိန်မှာလေမိဘတွေကိုလည်းပို့ပြီးတော့အားပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နယ်ကကလေးတွေနယ်မှာကြီးတဲ့ကလေးတွေဒီလိုတင်ချာပြိုင်ပွဲတွေကနေအစပြုပြီးတော့မှUSC MIT full scholarship ရတယ်ဆိုတဲ့ကိစ္စကအမှန်တန်ကိုဂုဏ်ယူစရာလည်းကောင်းတယ်နောက်နယ်မှာရှိတဲ့မိဘတွေအတွက်ကကြောင်းလည်းကိုနယ်မှာနေရတယ်နယ်မှာကြီးရတယ်ဆိုပြီးတော့အားငယ်စရာမလိုဘူးပေါ့နော်ဒါကျမတို့ရဲ့ဥပမာဟုတ်တယ်တစ်ခုပါအဲ့ဒါလေးဟုတ်ကဲ့အဲ့ဒါကဘယ်လိုခေါ်မလဲအတင်ချာကို
စိတ်ဝင်စားတဲ့ဟိုပေါ့နော်လေးလာတဲ့အောင်မြင်မှုတွေကတင်ချာတကယ်လုံးလို့တကယ်အောင်မြင်မှုရလာရင်တကယ်ကိုယုံကြည်မှုတွေရန်တိုးလာပါတယ်အတွေးအမြင်တွေကအစဟုတ်ကဲ့တိုးတက်ပြောင်းလဲလာတယ်အဲ့ဒါတော့တကယ်ပြောနိုင်ပါတယ်ကျွန်မကလေး2ယောက်ကပေါ့နော်အဲ့လိုပြောတာတားဆိုရင်ကျမတို့ကဘေးကနေပတ်မိုးပေးတယ်ဆိုတာသူအစင်နေထိုင်အစင်ပြေအစားတော့အစင်ပြေဖို့လောက်ပဲပတ်မိုးပေးနိုင်ပြီးတော့ဒီတင်ဟာတင်ဖို့တကောပတ်မိုးပေးခဲ့တာပေါ့နော်ဒါပေမဲ့အားလုံးကိုသူ့လမ်းသူဖောက်ခဲ့လောက်ကိုဖြစ်ခဲ့တာပါဟုတ်ကျမတို့သတိထားမိပါတယ်သူတို့မောင်နှမ2ယောက်လည်းအဖော်ရတာပါတယ်ဟုတ်ဖော်ရဟုတ်တယ်သွားတဲ့အခါကျလို့ရှိရင်လည်းမိဘတွေမပါဘူးသူတို့2ယောက်ပဲသူတို့ရက်တီပြီးတော့လေဆွေးရအောင်စူးစမ်းကြတယ်ဆိုတော့ဥစ္စာလည်းဟိုးဒဲခါကိုမှတ်မှတ်ရရှိပါတယ်အဲ့ဒီဥစ္စာလည်းလေဆိုတော့အခု scholarship ရှောက်တဲ့အချိန်မှာလည်းဒီမှာဘလို့အားသာချက်တွေကြောင့်ဆိုလင်းချက်ကဒီလို Fulbright scholarship ကိုရတယ်လို့အမသုံးသပ်ပါနဲ့ပါဟုတ်ဘလို့အားသာချက်ဆိုပုံမှန်လေးမျိုးတင်ချာပေါ့နော်တင်ချာအစားပြုခဲ့တာပါပဲသူကတင်ချာဒီ Olympic တင်ချာကိုစတင်လေ့လာပြီးတဲ့ကသူက IMO ကိုဝင်ပြိုင်ဖို့အိမ်မက်ခဲ့တယ်ဆိုတော့ဒီ IMO ပါဖို့တကူသူကြိုးစားခဲ့တယ် IMO ကလည်းဟုတ်ကဲ့ကမ္ဘာအဆင့်အမြင့်ဆုံးပေါ့နော်ကိုကြီးကရှိတဲ့ပြိုင်ပွဲဆိုတော့ဟုတ်တယ်အဲ့ဟာပြိုင်ပွဲတကူသူကြိုးစားခဲ့တယ်ပေါ့ကြိုးစားခဲ့ပြီးတော့သူပြိုင်ခွင့်လည်းရခဲ့တယ်2020ကိုရနှစ်တည်းကသူစပြီးရွေးခံခဲ့ရတယ်ဆိုတော့လေ2020နိုင်ငံသွားခဲ့ရ2020တုန်းကတော့ဒါကိုဗစ်တွေဖြစ်တော့ဒီမြန်မာနိုင်ငံမှာပဲ online ဖြေခဲ့ရတာပါဟုတ်ကဲ့ပြည်ပြီးနောက်2023ဆိုရင်ဂျပန်ချိပါပေါ့နော်2024ကတော့အင်္ဂလန်မှာတိုင်ခဲ့တယ်ပေါ့နော်ဟုတ်အဲ့တော့ဆုလဲရခဲ့ပါတယ်အဓိကဒီ scholarship ပေါ့နော်ကျောင်းဝင်ရဖို့ကတော့ကျောင်းသားတစ်ခုတည်းနဲ့မရောက်ဆိုတော့ကျောင်းသားတိုင်းသိကြမှာပေါ့နော်ဟိုဒီကျောင်းသားတစ်ခုရဲ့တယုံနဲ့မလွယ်ဘူးပေါ့နော်ဟုတ်တယ်ကို့မှာထူးချွန်တဲ့ talent တစ်ခုရှိရမယ်နောက်ပြီးရင်နောက်အကျိုးပြုပါတွေလုပ်ခဲ့လဲဟုတ်ကဲ့ဒါဒီ IMO နဲ့ပတ်သက်အရင်ယူသွတ်တဲ့ခါကျတော့ IMO လဲကိုယ်တိုင်လဲဝင်ဖြေဖို့စူးစမ်းတယ်ဒါ IMO ဘယ်လိုကမလဲမြန်မာနိုင်ငံကထူးချွန်တဲ့မျိုးဆက်သစ်အကြောင်းသားလေးတွေကိုလဲ IMO နဲ့ပတ်သက်ပြီးပို့ပြီးသိစေခြင်းတယ်ပို့ပြီးစူးစမ်းစေခြင်းတယ်ဒီပြိုင်ပွဲဝင်ဖို့တက်ကိုလေပို့ပြီး try စေခြင်းတယ်အမှသူ training တွေလဲကိုလေသူစူးစမ်းပြီးတော့သူလေအကုန်လုပ်ပေးခဲ့တင်ပေးခဲ့တယ်ဟုတ်စူးစမ်းပန်းတော့သူတင်ပေးခဲ့တယ်ဟုတ်အဲ့ဒါတွေကလည်းလေဒီကျောင်းလျှောက်တဲ့ခါမှာဒီ scholar ရဖို့ဒီကျောင်းရဲ့ admission ပေါ့နော်သူကျောင်းလက်ခံဖို့အဲ့အရာမှာအများကြီးရေးပါပါတယ်အားသာချက်ရှိပါတယ်ဟုတ်ကဲ့ပါမှာဟုတ်အဲ့ဆိုရင်ဒီအမရဲ့သုံးသက်ချက်ကတော့ဗာလဲဆိုတော့စာတော်တခုလည်းနဲ့မရဘူးစာလဲတော်ရမယ်တခြား extra curricular မှာလည်းတော်ရမယ်ပြီးလို့ရှိရင်ပတ်ဝန်းကျင်မှာဘယ်လိုပြန်ပြီးတော့အကျိုးပြုရမလဲဘာတွေပြန်လုပ်ပေးနိုင်တယ်လဲဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့ကအားထည့်ရမယ်ဆိုတဲ့အချက်လေးလည်းပါတာပေါ့ပါတာပေါ့ဟုတ်ကဲ့ပါပြီးတော့ဘယ်လိုကောင်းလဲကိုယ့်ရဲ့personality ပေါ့နော်တသားဆိုရင်ဒီ MIT ကိုဝင်မရခင်ဘာပြော interview ရင်ဖြေခဲ့ရတယ်ပေါ့နော် interview မဲ့ဆိုပြီးချိန်တယ်ဖြေခဲ့ဆိုဘယ်လိုခေါ်မလဲ interview ကမေးတဲ့အခါမှာသူမိကုန်းတွေကိုသူလုပ်ခဲ့တဲ့ experience အနေနဲ့ကောင်းကောင်းကြော်ဖြတ်နိုင်ခဲ့တယ်သူမေးရဲ့မိကုန်းတွေပေါ့နော်ပြီးတော့သူ့ရဲ့နောက်ထူးခြားချက်တစ်ခုဆိုသူ့ရဲ့ဘယ်လိုခေါ်မလဲသူကငကုံကအရင်ဝါခဲ့တယ်ကျမဟိုငယ်တုန်းကဆိုအကုန်လုံးသိကြပါတယ်ဟုတ်ကဲ့ပေါင်280လောက်ထိရှိခဲ့တယ်အဲ့ပေါင်280လောက်ထိရှိခဲ့တဲ့ခန္ဓာကိုယ်သူအားကစားလုပ်တယ်ဟိုဘယ်လိုခေါ်မလဲကြက်တောင်ရိုက်တယ်အစာအသောက်ကိုအချိုးကြနဲ့သူကျမ်းမာရေးမထိခိုက်အောင်ဝေးချနိုင်ခဲ့တယ်တနေ့အတွင်းမှာအဲ့အကြောင်းတွေကိုသူအဲ့ဟိုပါပေါ့ interviewer ကိုပြောတဲ့ခါ interviewer ကအရင်သဘောကျသွားတယ်သူရဲ့စိတ်သက်ခိုင်မာမှုကိုဟုတ်ကဲ့အရင်သဘောကျသွားတယ်ပေါ့နော်ဟုတ်ကဲ့ပါသဘောကျသွားတယ်ပြီးတော့နောက်အဲ့ interviewer ကန်ကောင်းသားအတွက်ကန်ကောင်းသွားတာ interviewer က IMO နဲ့ရင်းနှီးရဲ့ဘယ်လိုခေါ် professor တယောက်ပေါ့နော်ပြောဖြစ်တဲ့အတွက်ကိုဟုတ်ကဲ့သားနဲ့စကားပြောလို့အရင်အဆင်ပြေသွားတယ်ဒီမြန်မာနိုင်ငံရဲ့ IMO တမိုင်းကြောင်းတွေ IMO ကိုဘယ်လိုစူးစမ်းခဲ့ရတယ်ဘယ်လိုတွေဖြတ်သန်းနေတယ်ဘယ်လိုတွေ support ပေးခဲ့ရတယ်ပေါ့နော်ပြောတဲ့ခါကျမှသားနဲ့အရင်အဆင်ပြေသွားပြီးတော့ interview လာမှာကိုတနားကြော်ကြွားခဲ့တယ်ဆိုတော့ interview မှာလည်းတော်တော်အဆင်ပြေခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါတောင်းတကြောင်ဒီဝင်ရဖို့ဒီ scholarship တွေရောက်ပြီးတော့ interview ကလည်းရေးပါပါတယ်အရင်ရေးကြည့်ပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ကျမတို့လည်းအခုဆိုလို့ရှိရင်ဒီ IMO ရဲ့လမ်းကြောင်းဒီ IMO ရဲ့ခရီးစဉ်ဒီ MOMC ကနေလည်းအဆောက်အဦဟုတ်တယ် MOMC ကဆိုတော့ကျမတို့လည်းအခုဒီ MOMC မှာကျောင်းသားတွေအများကြီးပါဝင်ပြီးတော့ဖြည့်ဆို့ကြဖို့ကျမတို့လည်းအများကြီးတိုက်တွန်းနေပါတယ်အမရင်လည်းအဲ့ဒါကိုလည်းလေကျောင်းသားတွေကိုလည်းဖိတ်ခေါ်ပေးပါအောင်အမဘာဖြစ်လို့လဲဆိုတော့အမ
ရဲ့မျက်မြင်ကိုဖြစ်တယ်အမရဲ့ကိုယ်တိုင်အမသားကိုယ်တိုင်အောင်မြင်ခဲ့တဲ့လမ်းကြောင်းဖြစ်တဲ့အတွက်ဒီလမ်းကြောင်းတွေအောင်မြင်မှုရဲ့အစပြီး MOMC ဟုတ်ပါတယ်တိုင်ဝဲလဲဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီအစီအစဉ်ကိုကြည့်နေထားတဲ့မိဘတွေကိုလည်း MOMC မှာဝင်ရောက်ရှင်ပြန်တော့အမအနေနဲ့ဖိတ်ခေါ်ပေးပါဦးပါဖိတ်ခေါ်ပါတယ် MOMC မှာစပြီးပြန်ပြီးတော့ဘာပဲပြောအခုဆိုအသက်73နှစ်အဲ့လောက်ထဲကစပြီးတော့ trainer ဆိုအများကြီးအခွင့်အလမ်းတွေရှိသွားပါပြီဟုတ်ကဲ့ပါတတော်ကဆိုရင်ဒါဘာပဲပြောနော်ဟိုဒီ9တန်း10တန်းဒီ training တွေရဆိုတာလဲတစ်လ2လအတွင်းလေးမှာလုပ်ပြီးတော့ပြန်ရတာလေခွင့်လန်းအောင်နေပါတယ်တိတာအဲ့လိုမျိုးအခုဆိုရင်ဘာပဲပြောဖက်ဖက်ကပံ့ပိုးပေးမဲ့ဖွဲ့စည်းတွေရောအတီချယ်တို့တွေရောအကုန်ဝိုင်းဝန်းပံ့ပိုးပေးတဲ့အတွက်ကိုလေအများကြီးအဆင်ပြေလာပြီသူတို့အတွက်အခွင့်အလမ်းတွေအများကြီးပိုလာပါပြီဟုတ်ကဲ့ပါဝင်ပြိုင်တက်ပါတယ်ဒါတကယ်နိုင်ငံတကာမှာကျောင်းသွားတက်မယ်ဆိုလဲဒါတွေကအများကြီးထောက်ကူပြုပါတယ်ဟုတ်ကဲ့ဟုတ်အခုဆိုလန်ထက်နဲ့ဆိုလန်ထက်ရဲ့အကြောင်းကိုပြန်ပြီးတော့သွားမယ်ဆိုလို့ရှိရင်လည်းအမတားကဟို independent အရန်ဖြစ်တယ်လို့အမတို့ပြောတယ်ပေါ့နော်သူဥဆောင်နိုင်တယ်သူဆုံးဖြတ်နိုင်တယ်ဆိုတဲ့အခါတော့အမတို့အဲ့လမ်းကြောင်းပေါ်ရအောင်ဘယ်လိုများပြုစုပြထောင်နေလဲဘယ်လိုများအဲ့ဒါကလေကျမစိတ်ထဲမှာတွေးရတော့သူ့ရဲ့တင်ချာအတွေးခေါ်သူ့ရဲ့တင်ချာ talent မှာခေါ်ပါပေါ့နော်သူ့ရဲ့တင်ချာမှာတော်တဲ့ဘယ်လိုခေါ်မလဲအာတာချက်ကသူ့ကိုယ်သူထိန်းချောင်းသွားနိုင်တယ်သိလားကျမအရင်သဘောကျတယ်အဲ့ဒါကိုဟုတ်ကဲ့တင်ချာမှာတော်တဲ့ကလေးတော့ကဒီပြင်ဘာသာရက်တွေကိုလေ့လာဖို့လဲတော်တော်လွယ်ကူတာတင်ချာမှာဘာပဲပြောလေတော်တဲ့ကလေးတွေကလေအဲ့လိုပြောတာဆိုတော့သူကဒီဇိုင်းမက်လည်းလေ့လာရတယ်အဲ့လိုမျိုးသူ့ကိုယ်သူလည်းသူ့ရဲ့တိုးတက်ကြအောင်ပေါ့နော်နိုင်ငံတကာတိုင်ဝမ်တွေတွားခဲ့တဲ့ခါကျတော့လည်းလေသူ့ကိုယ်သူဘယ်လိုတိုးတက်ရမလဲတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့လမ်းတွေကိုလည်းသူသိလာခဲ့တယ်ပါသိလာခဲ့တယ်ဟုတ်သူတင်ချာတယ်မကောက်ပေါ့နော်သူကွန်ပျူတာဆိုင်းနဲ့ပတ်သက်လို့ဘာလို့ဆိုလေအဲ့လိုပေါ့ကုတ်တင်နဲ့ပတ်သက်တဲ့ဟာတွေပါလေဆိုတော့ဒီ Stanford တို့အဲ့ကျောင်းတွေပေါ့နော်နိုင်ငံခြားကျောင်းတွေသူကလူအဲ့ဟိုရှာတယ်တင်တန်း course တွေကိုရှာတယ်သူကတက်တယ်သူက certificate တွေယူတယ်ပေါ့နော်အဲ့လောက်ထိကိုသူကဘာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျောင်းရှောက်ရင်လဲသူကကျောင်းတွေရှာတယ်ကိုပဲလုပ်တယ်ဟုတ်ကဲ့ကျွန်မဘက်ကပံ့ပိုးပေးတာဆိုတော့သူတောင်းတဲ့စာရွက်စာတမ်းလောက်ပဲကိုစုပေးခဲ့ရတာရှိတာကုန်သူလုပ်သွားတာရှင်ဟုတ်အဲ့လိုမျိုးဆိုတော့ဟိုမိဘတွေဆိုတာလဲအမျိုးရှိတာပေါ့နော်ဟိုတာသမီးကိုအလုံးစုံနားလဲပြီးတော့ပံ့ပိုးပေးနိုင်တဲ့မိဘရှိသလိုဟိုနားမလဲတဲ့မိဘတွေလည်းအများကြီးပါဒါပေမဲ့ဒီမှာပြောချင်တာတော့စူးစမ်းပါခလေးတွေလည်းစူးစမ်းတာကိုအောင်မြင်ပါပါအဲ့လိုလေးဟိုဘာပဲပြောလေးလာအကုန်လုံးဖတ်ပေါ့နော်စာတွေကိုအဲ့လိုမျိုးဟုတ်ကဲ့ပါမနက်ကမိဘလည်းပြောရပါတယ်စာမများဖတ်ဖို့လေဟုတ်စာအခုအမရဲ့ပြောပြသွားတဲ့အချက်ထဲမှာねကျမကဗာလေးသဘောကျသွားနေဆိုတော့ကလေးကသူနိုင်ငံတကာခင်းစစ်နေသွားတယ်သွားပြီးတဲ့အခါကျလို့ရှိရင်သူ့ကိုယ်သူဘယ်လိုပိုကောင်းအောင်လုပ်ရမလဲဗာလေးတိုးတက်ရမလဲဆိုတဲ့ဥစ္စာသူ့ကိုယ်သဘောပေါက်တယ်အဲ့ဒီအချက်ကအရင်ကကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုတော်များများနိုင်ငံတကာနဲ့မစိမ်းတော့ဘူးဒါပေမဲ့သွားတယ်ဘာမှမလေ့လာလာဘူး shopping လောက်ပဲအာရုံတွေစိုက်ပြီးတော့ပြန်လာကြတဲ့သူတွေလည်းအများကြီးပဲအဲ့လိုရဲမှာကျမတို့ကကိုနေရာအသက်ပတ်ဝန်းကျင်အသက်ရောက်ပြီဆိုလို့ရှိရင်ဘာအသက်လေ့လာရမှာလဲကိုဘလို့တိုးတက်အောင်လုပ်ရမှာလဲဆိုတော့အရေးအသွေးကလူတယောက်ကိုတိုးတက်ဖို့အတွက်အရင်ရေးကြည့်သွားတယ်ဆိုတော့သဘောပေါက်ပါတယ်အဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ပါအဲ့ဆိုတော့အမအနေနဲ့မိဘတွေကိုဘာများအကြံပေးချင်ပါလဲမှာတိတ်တော့လဲတိတ်တော့လဲမပြောတတ်ဘူးပေါ့နော်ဘာလို့လဲဆိုကျမအနေနဲ့ကတော့ပုံမှန်သိရမလားသားနဲ့သမီးကိုဒါသူတို့ဝါသနာပါတာလေးကိုပဲပံ့ပိုးပေးခဲ့တာပေါ့နော်ပံ့ပိုးပေးခဲ့ပြီးတော့သူတို့စူးစမ်းခဲ့တာသမီးဆိုလဲဒါသူ့ကိုရဲ့ခြေရနေဥဆောင်လမ်းပြမှုပေါ့နော်ဂိုင်လန်းချောင်းသွားတယ်ကိုသမီးကပို့ပြီးတော့သူ့ရဲ့ပညာရေးလမ်းကြောင်းကပို့ချောချောင်းမှုဖြစ်သွားတယ်သိလားသူကသူ့ကိုနောက်ကလိုက်ကြတဲ့ခါကျတော့လေဟုတ်ကဲ့ပါမိဘတွေဟိုအကြံပေးဖို့ကြတော့ဘယ်လိုပြောရမလဲတင်ချာအဓိကကိုကလေးဝါသနာပါရပေါ့နော်ဝါသနာပါတာကိုပံ့ပိုးပေးပါတက်နိုင်တဲ့လောက်ပေါ့နော်ဘာပြောနိုင်ငံတကာလည်းခြေစမ်းဟိုတိုင်ဝဲတွေလည်းတိုင်မှသာဘာပဲပြောသိရမယ်သူတို့ချင်းလည်းကိုဆက်ဆက်နေတာပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့အခုလောအချိန်ပြည့်လာရောက်ပြီးတာကျေးဇူးအများကြီးတင်ပါတယ်မှာဟုတ်ကဲ့ပါဒီမှာလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီအစီအစဉ်ကိုအချိန်ပေးပြီးတော့လာရိုက်ဦးပေးတဲ့မမမီကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ကြည့်ရှုနေတဲ့မိဘတွေလည်းမမမီရဲ့ပြောကြားချက်ကနေစပြီးတော့
ကိုယ့်သားသမီးကိုပြုစုပြောင်းထောင်တဲ့အခါမှာဘယ်အချက်တွေအရေးကြီးလဲဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆိုတဲ့ကိစ္စတွေကိုသင်ယူလေးလာရမယ်လို့ထင်ပါတယ်နောက်အစီအစဉ်မှာလည်းပြန်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်